ဆိုတော့မြတ်စွာဘုရားကသူ့ဘာလူလေးတဲ့လူယောက်ျားတွေလူမိန်းမတွေအတူတူချင်းဖြစ်ပါလျက်နဲ့ကျော်တော်လူယောက်ျားမိန်းမတွေကအမျိုးရုပ်တယ်ဆိုတာကကာရဝမထားဘဲနဲ့မလေးမစားနေလုပ်ခဲ့လို့အမျိုးတွေရုပ်ရတာမာနထားခဲ့လို့ဘာထားခဲ့လို့လဲမှတ်ထားမာနထားရင်အမျိုးရုပ်မှာကာရဝထားခဲ့တဲ့ပုဂ္ဂိုလ်တွေကလက်ဥချီမိုးရှိခိုးတဲ့ကုသိုလ်တွေပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကဖြစ်လျာဘဝမှာအမျိုးမြတ်ချင်းဂုံတည်းကြော်စောခြင်းရှင်ဘီရင်မျိုးဝန်ကြီးမျိုးအမတ်ကြီးမျိုးတထေးတရွယ်မျိုးတွေမှာသာဖြစ်တဲ့ဆင်းရဲသားမျိုးတထောင်စားမျိုးတုကျင်အမျိုးမှာဘယ်တော့မှမဖြစ်ဘူးအတ္တကိုပြုတ်ခဲ့တဲ့ကံနေတဲ့ဘယ်သူမှလုပ်ပေးတာမဟုတ်ဘူးလုပ်ပေးတာဟုတ်ရဲ့လားအဲ့တော့အခုပရိသတ်ရင်နာရယတိကြီးဒီတဲဘုံစိန်တော်လေးကိုလက်ဥချီမိုးရှိခိုးတာဟာအမျိုးမြတ်ချင်းတွေမဖြစ်နိုင်ဘူးလားသောပန်တောင်ပန်းတွေကူးပြီးတော့ပူဇော်တာကဒါနအကုသိုလ်ဒီလိုမို့လားအဲ့တော့ပရိသတ်ရင်ဒီညမှာပရိသတ်ရင်လက်ဥချီမိုးတဲ့အကုသိုလ်ရဲ့တဲဘုံစိန်တော်မြတ်ကိုပရိသတ်ရင်လှူဒန်းထားတဲ့ဒါနအကုသိုလ်တွေရဲ့စသည်အပြင်ကုသိုလ်တွေပြောရင်တော့အများကြီးပဲမရနိုင်ဘူးလားရနိုင်လောကကြီးမှာပရိသတ်ရင်မြတ်စွာဘုရားဟောထားတာကုသိုလ်10ပါးရှိပါတယ်ကုသိုလ်ဘယ်နှပါလဲဒါနသီလဘာဝနာအပ္ပစာယနာဝေယဝိသပဋိဌာနာပတ္တနုမောဒနာဓမ္မသဝနာဓမ္မဒေသနာဒိဋ္ဌိစုကမ္မဘယ်နှပါလဲအဲ့ဒီထဲမှာတရဏဂုံကုသိုလ်လေးကြံခဲ့သေးတယ်အခုလက်ဥချီမိုးရှိခိုးတဲ့အစ္စလိကရဏီယကုသိုလ်လေးလည်းမကြံဘူးလားဒါလေး2ပါးပါထည့်လိုက်ရင်ဆရာတော်ကတော့12ပါးလို့ပြောချင်တယ်ကုသိုလ်ဘယ်နှပါးအဲ့ဒီကုသိုလ်12ပါးလုံးဒီတဲ့ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်တစ်တစ်ကလေးလို့အထင်မသေးနဲ့နည်းနည်းကလေးလို့အထင်မသေးနဲ့မြတ်စွာဘုရားရှင်ကိုလိုမြတ်တဲ့တုန်းကရာဇယိုပြီးဝေဒီယကတောင်တန်းကြီးမှာဘုရားနဲ့တန်ဃာတော်တွေကြွသွားတော့ကလေကောင်းကင်မှာပြန်နေတဲ့ပြိဿရေခင်ပုံးနဲ့ကလေးကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုကြည်ပြီးမြင်ပြီးတော့ကြည်ညိုပြီးတော့ဖန်ကန်ကြွတာကိုမြင်ပြီးတော့အတောင်ပံလေးဖြန့်ပြီးတော့ရှ िख ိုးခဲ့တယ်။ဗာလေးဖြန့်ပြီးတော့တောင်ပံလေးတစ်ဘက်ကိုပြန်ပြီးတော့ငှက်တို့တဘာဝလူလိုပေါ့လက်ဥချီတယ်ပေါ့အဲ့ဒီလိုရှ िख ိုးခဲ့တယ်။တနေ့တည်းနဲ့3ခါတော့ရှ िख ိုးဖြစ်တယ်။မနေ့ကဆုံးကကြောလည်းရှ िख ိုးတယ်နေ့လည်းဆုံးကပြန်လာတော့လည်းတပင်ဘဝစောင့်ပြီးရှ िख ိုးတယ်။ညနေဆောင်ကြတော့လည်းဘုရားနဲ့တန်ဃာတော်တွေတရားဟောနေတော့ရှ िख ိုးတာကိုမြတ်စွာဘုရားတည်မြင်တော်မူပြီးတော့အဲ့ဒီငှက်ကလေးကိုဗျာဒိတ်ပေးတယ်။ရဟန်းတော်တဲ့အဲ့ဒီခင်ပုတ်ဆိုတဲ့ငှက်ကလေးဟာငါဗျာနဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုတဲ့ယုံသိမြန်တို့ငှက်တို့တဘာဝတောင်ပံလေးပြန်ပြီးတော့ရှ िख ိုးခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ကတ္တသိင်္ဂဘာတသိင်လို့တဲ့အကမှာအဲ့ဒီငှက်ကလေးသည်တဲ့သောမနတပစ္စေကဗုဒ္ဓဖြစ်လိမ့်မယ်။ဘာဖြစ်လိမ့်မယ်။သောမနတပစ္စေကဗုဒ္ဓဖြစ်လိမ့်မယ်တဲ့ကဲလူမပြောတဲ့တရိษံအဟိတရိษံငှက်ကလေးတကောင်ဖယားနဲ့တန်ဃာတော်ရှ िख ိုးတာတောင်ကောင်းကျိုးတွေကကဘာတသိင်အပဲ့မလားပဲနဲ့ပစ္စေကဗုဒ္ဓဆုတောင်ရမသွားဘူးလားဒါကြောင့်မို့လို့ပြိဿရင်အဲ့ဒီရှ िख ိုးတဲ့ကုသိုလ်လေးကနည်းနည်းလေးဆိုပြီးထင်သေးလို့ရမလားမရပါဘူးတဲ့အဲ့ဒါပြိဿရင်ကုသိုလ်ဆိုတာကိုယ်ကိုကယ်မဲ့တရားကုသိုလ်ဆိုတာလောကရဲ့အလှတရားလူဘဝ